မယ်ဖြုတ်ပြီးတော့ကျွန်တော်ရဲ့ဇက်ဆောင်လေးပါညဖြုတ်မယ်ပါကင်ဘတ်တော့မယ်ဗျာအမဖြုတ်နော်ဖြုတ်မယ်အမကဲထောင်းလိုက်ပြီးတော့ပါကင်ဘတ်မယ်ဘုရားထောင်းလိုက်တော့ဘုရားထောင်းပြီးတော့ပါကင်ဘတ်တော့မယ်ဒီကောင်ယူမှုလေးပေါ့ဗျာဒါကျွန်တော်တို့ပါကင်ဘယ်လိုဖက်လဲဆို